body transformation ကမလွယ်ဘူးလေသူကဘာဆိုတော့တပတ်ထဲစိတ်ထင်းရတာမဟုတ်ဘူးပြီးရင်တစ်လလည်းမဟုတ်ဘူးတစ်နှစ်လည်းမဟုတ်ဘူးပေါ့နော်အဲ့တော့စိတ်အဓိကစိတ်ကိုနိုင်တော့မှသူကလုံးလို့ရတာ transformation ကလုံးလို့ရပါဘောနော်အဲ့ body transformation လုံးနိုင်တဲ့လူတော်တော်များများကလည်းကိုယ်စိတ်ကိုထိန်းနိုင်တော့တဲ့လူတွေကြီးပဲပေါ့နော်ဟိုသူများအဲ့လိုကိုယ်နဲ့မလုပ်တဲ့အရာတွေမလုပ်ဘူးပေါ့ကိုမစားတဲ့အရာတွေမစားဘူးမသွားတဲ့အရာတွေမသွားဘူးဒီစီကံတကြနေတယ်စီကံတကြအိတ်တယ်အဲ့လိုနေထိုင်မှပဲဒီဟာတခုကရတာဆိုတော့ပေါ့နော်အဲ့ဒါဖြစ်ပြီးရဲ့နောက်ပိုင်းမှာကျတော့ဂျန်တဲ့အရာတွေကမခက်တော့ဘူးလို့ကိုခံစားရတယ်ပေါ့နော်အဲ့တော့ဟိုနည်းနည်းလေးတခြားအလုပ်တွေမှာပါပို့ပြီး detail ကြလာတာပေါ့ပို့ပြီးကောင်းမွန်တဲ့ဟို quality ကောင်းတဲ့အရာတွေပို့ပြီးခက်ခဲတဲ့အရာတွေကိုလွယ်လွယ်ကူကူနဲ့ပဲကြော်ဖြတ်လာနိုင်တယ်လို့ထင်တယ်ဗျဒီ transformation ကပေးတဲ့အားတွေပေါ့နော် lifestyle တစ်ခုလုံး change သွားတာဆိုရင်မတော်ဆိုလို့ရှိရင်ထားပါတော့ကိုခန္ဓာကိုပိုလှအောင်ပို့ပြီးတော့ကြစ်ကြစ်လေးလေးဖြစ်အောင်ပေါ့ဒါမျိုးကဂယုစိုက်တင်တယ်ဆိုတာသိပေမဲ့လည်းမလုပ်ဖြစ်ဘူးခုချိန်ချီတော့ပေါ့နော်အဲ့တော့မောင်လေးနေနဲ့ကိုတိုင်းငါလုပ်ကိုလုပ်မယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်ပြီးတော့ဒီလိုမျိုးပြောင်းလဲမှုတစ်ခုလုပ်နိုင်ပြီးရဲ့အခါမှာဘာတွေကတိတတာကွာခြားသွားလဲအဓိကအဲ့အဓိကပြောမယ်ဆိုကျွန်တော်လည်းအားကစားမလုပ်ချင်တဲ့အချိန်တွေရှိရယ်ပြင်းနေမသွားချင်ဘူးရှိရယ်ဒါပေမဲ့ဘာကိုသိလာလဲဆိုတော့နှစ်ကြာလာတဲ့အခါမှာ तू ကစိတ်ညစ်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်